အဖေထမင်းစားလို့ရပြီအော်အေးငါသမီးလေးဟောဖေဒီကြက်သားကြော်တွေကအဖေတယောက်တည်းပဲတွက်နော်သမီးတို့ကခွဲထားတယ်အကုန်စားပြင်နော်ဟောဗျာငါသမီးတို့လည်းတခါတည်းအတူတူစားလိုက်တော့လीဩဖေရတယ်သမီးတို့ကခုနကမွေးငါတောက်လာလို့လीနော်ပြီးမှစားမယ်အဖေစားထမင်းစားပြီးအစာမကြည့်ချင်းဖြစ်နေတယ်ရစားလေးပါလေယူလိုက်အောင်မယ်ဒါမိမိခုမယ်နော်ဒါလေးနဲ့စားနေဦးနော်ဟောဗျာငါသမီးတို့ထမင်းစားနေပြီဘာတွေနဲ့စားနေရတော့ရှင်ဖေငါသမီးပြောတော့ကြက်သားကျင်သေးတယ်ဆိုကလေးကိုဘာတွေနဲ့ကျွေးနေတာတော့အော်အဖေရဲ့ကလေးကလည်းကြီးလာပြီဆိုတော့လေသမီးတို့နဲ့လာစားနဲ့မလောက်တော့လို့ပါငါသမီးရဲ့မလောက်လို့ရှင်ဒန်းလူတူစားမှာပေါ့အဖေတယောက်တည်းတော့အဲ့လိုခွဲခြားကောင်းတာတွေကြီးမစားနိုင်ပါဘူးအော်သမီးတို့မှာအဖေတယောက်ပဲရှိရလေအဖေကိုတော့ကောင်းမွန်လေးကျွေးကျင်ပါတယ်သမီးတို့ကဖြစ်တယ်လို့စားလို့ရပါတယ်ဖေရဲ့အဲ့လိုဆိုတော့လေနောက်နေ့အဖေထမင်းမစားရုံပဲရှိတာပေါ့သမီးအဖေရဲ့အဲ့လိုတော့မလုပ်ပါနဲ့နောက်အဲ့လိုမလုပ်နဲ့နော်သမီးမိသားစုဆိုတာမရှိအတူရှိအတူပဲဝင်းမြစားတော့ရမှာသမီးလေးရဲ့ဟုတ်ကဲ့ပါဖေရဲ့ဟာပတ်စံ1000နဲ့ညီဟာမပတ်စံကြည့်တော့ဟာမဘာလို့တော့ငါကျွန်တော်ရင်တွေ့ရနော်ဟာငါလည်းတွေ့တာပဲငါနဲ့လည်းဆိုင်တာပဲအဲ့လိုပြောချင်ဆိုကျွန်တော်လည်းတဝက်ဆိုင်တာပဲကျွန်တော်တဝက်ကင်ထားတာဟာမောင်လေးကလည်းတူတူတွေ့တာပဲတယောက်တော့ခွဲယူကြမယ်ပြီးတာပဲအဲ့ဆိုတယောက်တော့နော်ရော့9000ဒါသားယူပြီမောင်လေးကလည်းအမ1000နဲ့လို့ရှိလို့မောင်လေး9000နဲ့ယူလိုက်နော်ဟာအမကလည်းလောက်ပါမောင်လေးရဲ့တူပဲတယောက်တော့ပဲဟာဘူးပြီးရောရောအေးမောင်လေးကျေးဇူးပဲနော်ဟေးအိမ်နဲ့နေနေ9000ကောက်ရပြီမောင်ဝယ်စားမယ်အိုးယေမောင်လေးဟုတ်တယ်ငါ9000ရဟုတ်တယ်မောင်ဝယ်စားမယ်9000နဲ့ဒီ9000နဲ့ပေါင်းပြီးမိုးဝယ်စားမယ်ဟာ9000ကြာနေခဲ့ပြီဆရာကြီးကဝဲထားရတယ်မကြသေးဘူးဒါတော့လိုချင်တယ်ဗျာဟုတ်ပြီလေခင်ဗျာပြောတဲ့ဈေးတော့မှတ်တာနော်ကျွန်တော်ကြည့်ပြီးတော့နားစာမရှိရင်တော့ပေးမယ်လေဟုတ်ကဲ့ပါဗျာအသေးချာလေးတော့ပေးပါနော်ပါရခင်ဗျာတာယာတွေကပနေပြီမျက်ထိုးရင်တော့မပေါက်တော့ပြီမရအောင်ရဲ့သေးဆရာကြီးကကျုပ်ဆိုင်ကအဲ့လောက်တော့ဆိုးနေပြီလားဗျာကြည့်ပါဦးဗျာ15ပဲထားလိုက်15ဟုတ်ကဲ့ပါဗျာဘယ်တက်နိုင်ပါမလဲဆရာကြီးပြောသလိုပေါ့ဗျာကြည့်ပေးပါတော့ဟာရခင်ဗျာအိတ်စိုးကြီးကလည်းပရှက်ပြီးတော့ပိန့်ရှုံတာဘလို့မျက်စိထားတော့15ထက်လျှော်လိုက်ခင်ဗျာ15ထက်လျှော်ဟောဗျာဟုတ်တယ်ကလေးတွေတက်စောကနေမှာပေါ့ဗျာဆရာကြီးတဘောယူသွားလိုက်ပါတော့ဗျာဟုတ်ပြီအားဆိုလည်းကျုပ်စီးသွားပြီဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါငါယို့နင့်ကိုဆိုင်ကယ်ရောင်းခိုင်းတာလေအခုကနင်းကအလကားပေးလိုက်တာပေါ့ဟာအမေတူးလို့ပါဗျာမီးလုံးကလည်းတိတ်လေးနာမဟုတ်ဘူးဟိုတော်ကြသူကြသွားလို့15ထက်တောင်းနေကျုပ်ထပ်ပေးနေရလိမ့်မယ်နော်တီခောက်ဆွဲတပါကင်ဘလောက်တော့1000ပါတပါကင်လောက်ပါရော1000ကြပါတယ်ပတ်စံပေးပြီလေမမပေးရသေးလို့လေဘာမှမပေးရသေးဘူးเนาะတက်တိတ်လည်းမရှိဘူး CCTV လည်းမရှိဘူးပေးကိုမပေးရသေးဘူးဟာအမဘာဖြစ်နေရတော့ဒီမှာပတ်စံပေးပြီးသားကိုလည်းမပေးရသေးဘူးပြောလို့ကြည့်စရာ CCTV ကလည်းမရှိဘူးတက်တိတ်ပြစရာမရှိဘူးလားလာမငင်းနဲ့เนาะမပေးရသေးတာပဲဟောဟုတ်တာဗောအမရဲ့တက်တည်ပြကြမရှိဘဲနဲ့မငင်းပါနဲ့လုပ်ငန်းတစ်ခုမှာတက်တည်ပြကြရှိမှအဆင်ပြေမှာဟောအမဒါနဲ့ကျွန်တော်ကလေးအတွက်နူးမော်လေးတပူးလောက်အော်အေးကွယ်9000ကြတယ်ဟုတ်ကဲ့ကျေးဇူးပဲအမတောင်းမလားမဟဲဟိုကောင်လည်းငါပတ်စံမပေးရသေးဘူးလေဟာကျွန်တော်ပေးပြီးသွားပြီလေကိစ္စတစ်ခုမှာတက်တည်ပြကြမရှိဘဲနဲ့မပြောနဲ့ဟုတ်တယ်နော်အမကျွန်တော်ပေးပြီးပြီနော်ဟုတ်တယ်ပြန်ကြည့်စရာ CCTV လည်းမရှိဘူးမားတို့ဆိုင်မှာဒါပေမဲ့ကျွန်တော်အကုန်ပေးပြီးသွားပြီသွားမယ်လားမငမိမကြီးမိုးဦးကကြပြီဆိုတော့ကွာယောက်ျားတို့ရွာပြန်ရအောင်မိုးကြတာနဲ့ရွာပြန်တာနဲ့ဘာဆိုင်လဲဟာငမိမရာမိုးကြပြီဆိုတော့နှမ်းချရတော့မှလေအဖေတို့မိတို့တွားကူရမှာပေါ့ကွာရှေ့ပါမပြန်ချင်ပါဘူးတော့မိုးကြပိုးတော်စိုးသေးတယ်နွားရီနဲ့တော့ချိတစီစီနဲ့တော့ပြန်ကြည့်ဘူးမိမရာမွေးမြူကြီးလောက်တာပဲကွာအဲ့လောက်တော့ရှိမှာပေါ့နိုးမပြန်ချင်ဘူးနော်ပြန်ချင်ရှိပါရင်တယောက်တည်းကြွကျမတော့နေခဲ့မယ်အဲ့လိုတော့မဟုတ်သေးဘူးလေကွာတယောက်တည်းပြန်သွားလို့လေစီတွေဘာတွေလို့ရှင်မင်းရွာပဲတောင်းနေတာမဟုတ်ဘူးလားရှင့်ပြောပြီပေါ့ရှင့်ရွာစီယူတဲ့အကြောင်းကိုထည့်ပြောပြီပေါ့ဒါကတော့ရှင့်မိပါပဲရှင့်ကိုမွေးထလာလေပြီးရမှာပဲဒါသူတို့ရဲ့ဝတ္တရားပဲလေယောက်ျားရဲ့မိမရာအဲ့လိုကျေးဇူးကမ်းစကားတွေတော့မပြောပါနဲ့ကွာ
မလိုက်ဘူးကြွရှင်းတယောက်တည်းရေးတန်းอ่ะမရှိချိုးရရငံသေးငံနာမှအရွက်မြုပ်တောင်တို့စားလို့ရတယ်တို့အေးကွာမင်းပြောမရလဲငါဘာငါတယောက်တည်းပဲပြန်မယ်ကွာမိဘကုလို့ရမှာပဲအော်ဒါနဲ့ယောက်ျားပြန်လာတော့ပြန်လာခဲ့ရင်တော့နွားနိုလေးနှစ်ဘူးလောက်ယူခဲ့အောင်နော်ပြီးတော့မကြီးရက်တွေလည်းနှုငါမကြီးရက်လည်းခုခဲ့ဟာငါမိမရယောက်ျားမှအမြင့်မတက်ရဲတာတိပရှင်ကြောင်းကတော့ရှင့်ဖေကိုခုခဲ့ခိုင်းလိုက်လေတော်ရှင်ကလည်းအေးပါကွာငါကြည့်လို့ခဲ့ပါမယ်ဟာမလာအမယုံငါဝယ်ကျွေးမယ်ပါမယ်ဆိုနေမှာပဲဒါစမ်းပါတိုင်းရောင်းရတော့မေးအကိုတလုံးမလောက်တော့ဟုတ်ကဲ့ညီမလေးတို့တလုံးမှ2000နဲ့ပါရဦးလေးရတလုံးကြီးမယ်ရောက်နေရလဲငါဝယ်ကျွေးပါမယ်ဆိုဟုတ်3000အန်းအောင်ပါရောဟာငါဝယ်ကျွေးမယ်ရောဒီကယူရောငါဝယ်ကျွေးမယ်ဟဲ့အောင်လေဟုတ်အဲ့ဒါဆို1000ဆိုတော့8000ပေါ့နော်မဟဲ့သူရှင်းတာဆိုတော့ငါပတ်စံ9000ပြန်ပေးဦးလေညာဟုတ်ကဲတော့ဆိုလားဟုတ်သေးဘူးနော်တခုခုတော့မှားနေပြီနော်ဒါဘလူးကြီးလည်းမသိဘူးဟဲ့ခုနကတော့မားနေတယ်ဟုတ်တယ်မလီကျွန်တော်လည်းစဉ်းစားနေတာပြန်လာလို့တော်သေးတယ်ငါနဲ့ပတ်စံ1000ပေးထားတာလေအမ်းမယူသွားတာတီးရယူမသွားတယ်အခုယူသွားပြီနော်ခင်ဗျာအဲ့လိုဟုတ်သေးဘူးလေဟုတ်သေးဘူးလေငါလည်းမှ1000အတိရလဲနှလုံးဘလူးကြီးတော့ငါပတ်စံနေရောဘလူးရောရှောက်တာပဲပြီးတော့ကွာတွေးရတော့ဘုတ်မနင်ကျိုးထီသွားပြီလေနင်ရှုံးပြီငါလည်းငါပဲမရှိလို့တော့ငါမရှုံးသေးဘူးတိုင်နင်ငါခုံလူကောင်းနေလို့ရှိတယ်ဘာလို့ရက်ခိုင်းတာလဲပြတ်တယ်ငါမပါတော့ငါကငါနဲ့လာမခေါ်နဲ့ငါလည်းခေါ်မစောနဲ့စာမှုပေါ်ကြလို့ရှိရင်လည်းငါနင်စာမှုကနေရစာမပြဘူးပြီးတော့ကြာမေခွန်ရလို့ရှိရင်လည်းနင်မပြောဘူးငါလည်းငယ်ကြီးရလေစာမှုကြစာမပြဘူးမလုပ်နဲ့မေခွန်လည်းမပြောဘူးတော့မလုပ်ပါနဲ့နင်ကျိုးမထီဘူးငါညင်မာတာငါနှလုံးကမှုံလို့ညင်မာတာခုံနင်းကလေးခုံပြီးရပဲဟမေဟာဟိုဘာတော်ကြီးအင်ရှိတော့ရောက်လာငါ့ကိုရင်းပြောင်းလို့တော့ဘာတော်တွေ့မယ်ဒီနေ့တော့ငါရင်းလဲကြိုက်လာဒီဘာတော်ညောက်တော့ငါပြင်ချပေးအောင်မှာပြီးတွေထည့်ပြီဟဲ့ဘာအိုဟာလည်းမသိဘူးနော်ဘာရောက်တာပါလဲဘာတဲ့နေခေါ်လိုက်ဟိုအပြီးရအမတို့မနေလေးအားပေးပါအောင်လောင်းဟဲ့လာပြီမအမီးလေးစားကြပါဦးဗျာမိမဟိုမောင်မိလေးဘာလုပ်လာတော့မင်းကလေကောင်းတာနော်ဆက်တာဆက်ပါဝေးတော့ကောင်းတာဆက်လာလို့ပဲဒီလိုလုံးလိုက်အမားတို့ရာကျွန်တော်လည်းပြန်ရတော့မှာဗျာ9000မိုးတော့ရှိတယ်2000နဲ့ပဲယူလိုက်တော့ဗျာလေနေ့ဟာရတော့ဆက်ပြက်လန်တယ်မယူတော့ပါဘူးအဲ့ဒါဆိုလဲဗျာကျွန်တော်ကလည်းရင်းရပြီဆိုတော့ရောင်းခဲ့ပြီဆိုတော့အမားတို့စားလိုက်တော့ဗျာကုသိုလ်ပေါ့ဗျာကျွန်တော်လည်းတော့ပါရဲ့နေ့ဟာရဆက်လိုက်တာနေ့ကနေပြန်ယူသွားပါတော့ငါညီမရဲ့ဆက်လဲစားဘိုက်ဝါတာပေါ့ညနေကထမင်းတက်နဲ့တက်တာလေငါညီမရလကားရတာပဲစားဟာမလွယ်ဘူးဟာဒီညီမနှစ်ယောက်ကအကုန်ဆောတာဟာသွားပြီခတ်နေအိုးယေယောက်ျားဟာမိမရမင်းညတကောင်ကြီးလန့်လိုက်တာကွာဘာတော့ဘာရမလဲတော့ကျမတို့ကိုလေတယောက်ကစိတ်မလေးတကောင်လာပြီးရှင်းယူမလားဟာယူမှာပေါ့ကွာမိမကလည်းဟုတ်တယ်မိမလည်းယူမယ်အဲ့ဒီစိတ်မကနေပြီးမွေးလာတဲ့ကလေးလေးဆိုရောင်းစားလို့ရတယ်မိမအေးဟုတ်တယ်ယောက်ျားစိတ်တို့တွေလည်းတောက်မယ်နော်စိတ်တို့လည်းတောက်လို့ရတယ်အမလီတော့ရပါဘူးတော့စိတ်ကလေးတွေဈေးကောင်းရအောင်စိတ်ကလေးတွေပဲဝါလည်းနေတိုင်းမှာဟာတောက်မှာပဲငါလည်းတောက်ရှင်တာပဲငါစိတ်တို့ဆိုတရားကြိုက်တာနော်မတောက်ရဘူးနော်မတောက်ရဘူးတောက်မှာပဲမင်းလိုမလာနဲ့နော်ငါလုံးပြီးတော့မှာပဲအမလီတော့ရှင်လောက်ပါမလို့လို့ဒီပါဘူးမင်းလုံးကြပါနဲ့လုံးမှာပဲကွာမင်းငါစကားကိုငါကြိုက်လို့ငါတောက်မယ်လို့ငါပြောတာလေဟဲ့လင်းများနေရညာကြီးမို့ဆိုဘာဖြစ်နေရတော့ဘာဖြစ်ရမလဲဒေါ်လေးရစိတ်တကောင်လုံးရှိတာစိတ်လို့တောက်ရမှာကျုပ်မတောက်ရဘူးပြောနေတာဒီမိန်းမဟဲ့နင်တို့ကဘယ်ကစိတ်ရှိလို့တော့ဟမ်ဟုတ်သားဟဲ့နင်းစိတ်ပဲမှာတော့စိတ်ကတရားရောက်ကပြီးမှရှိမှာပေါ့ဒီလင်းများတော့ဟဲ့မရှိတဲ့စိတ်ကိုအကြောင်းပြညာတကောင်ရမ်းဖြစ်နေနင်တို့နဲ့တော့ခက်တယ်ဒီမိန်းမတော့နော်လကားနေနဲ့အေးပြတ်အိပ်ပြီ